လူတော်တော်များများကဘဝကိုပြောင်းလဲဖို့ဆိုရင်နှစ်ချီကြာမယ်ဆိုပြီးတော့ထင်ကြပါတယ်။ဒါပေမဲ့တကယ်တမ်းတော့ဘဝဆိုတာဒီနေ့လှုပ်တဲ့အလေးအကျင့်တွေရဲ့စူးစီးမှုပါပဲ။အခုဟိမာပြပြပေးမယ်ဒီအချက်ကိုဒီနေ့ကစပြီးတော့9ရက်တိအသွေးမသိမ်းလိုက်လို့ကြည့်လိုက်ပါနော်။တပတ်အကြာမှာသင်ကအရင်ကထပ်ပိုကောင်းတဲ့လူတစ်ယောက်ဖြစ်နေတာကိုအံ့ဩဖွယ်တွေ့ရပါလိမ့်မယ်။နံပါတ်1မနက်9နာရီမှာအိယာထားပါ။ပထမဆုံးအချက်ကတော့အချိန်ကိုအနိုင်ယူဖို့ပဲဖြစ်ပါတယ်။လူတိုင်းအိပ်ပျော်နေတဲ့အချိန်မှာသင်နိုးနေတာဟာသင်ကိုစိတ်ပိုင်းဆိုင်ရာအသာစီးရစေနိုင်ပါတယ်။အနှောက်အယှက်ကင်းနဲ့ကိုယ့်အတွက်ကိုအချိန်ပေးနိုင်တဲ့အကောင်းဆုံးအချိန်လေးတွေဖြစ်ပါတယ်။နံပါတ်2ဖုန်းသုံးချိန်ကို 50% အထိလျှော့ချလိုက်ပါ။ဒီမှာတော့ဘဝတွေက scroll ဆွဲရင်းနဲ့ပဲကုံဆုံးနေတာပါဒီတစ်ပတ်မှာ social media သုံးတာကိုတတ်နိုင်သလောက်ရှော့လိုက်ပါနော်အဲ့ဒီအစားစာအုပ်ဖတ်ပါဒါမှမဟုတ်အပြင်ထွက်ပြီးတော့လမ်းလျှောက်လိုက်ပါနော်နံပါတ်3နေ့စဉ်10မိနစ်လောက်တရားထိုင်ပါစိတ်ကိုငြိမ်အောင်ထားတတ်ဖို့လိုပါတယ်တရားထိုင်တာကသင်ရဲ့ focus ကိုကောင်းစေပြီးတော့ stress တွေကို short ချပေးနိုင်ပါတယ်သင်အုံနောက်ကိုလည်း reset ချလိုက်သလိုပြန်ပြီးတော့လန်းဆန်းလာစေနိုင်ပါတယ်နံပါတ်4တနေ့ကိုရေ3လီတာလောက်တောက်ပါဒါကရိုးရှင်းပေမဲ့အရန်ထိရောက်ပါတယ်ရေဝဝတောက်တာကသင်ရဲ့အသားရည်ကိုကြည်လင်စေပြီးတော့စွမ်းရည်ကိုလည်းတိုးတက်လာစေနိုင်ပါတယ်ခန္ဓာကိုယ်လန်းဆန်းမှာစိတ်ကလန်းဆန်းနေမှာပဲဖြစ်ပါတယ်နံပါတ်5အစာဟောင်း junk food တွေကိုဖြတ်ပါသင်စားနေတဲ့အရာကသင်ပဲYou are what you eat တကြားနဲ့စီကြော်စာတွေကိုတပတ်လောက်ရှောင်ကြည့်လိုက်ပါနော်သင်ရဲ့အုံနောက်ကပို့ပြီးတော့ကြည်လင်လာမှာကိုခန်းစားရမှာပဲဖြစ်ပါတယ်နံပါတ်6နေ့စဉ်ချွေးထွက်အောင်လေ့ကျင့်ခန်းလုပ်ပါဂျင်းသွားစရာမလိုပါဘူးနော်အိမ်မှာတင်15မိနစ်20လောက်ချွေးထွက်အောင်လှုပ်ရှားကြည့်လိုက်ပါလေ့ကျင့်ခန်းလုပ်တာကကိုယ်ခန္ဓာအတွက်တင်မကဘဲနဲ့စိတ်တက်ကြွဖို့အတွက်ပါအရေးကြီးပါတယ်နံပါတ်9အိယာမဝင်ခင်နောက်ရက်အတွက်စိတ်ရင်းလုပ်ပါမနက်ပြန်ဘာလုပ်ရမလဲဆိုတာကိုဒီနေ့ညကလေးကနေချရေးထားလိုက်ပါအဲ့ဒါဆိုရင်မနက်နိုးတာနဲ့ဘာလုပ်ရမှန်းမသိဘဲနဲ့အချိန်ကုန်တာမျိုးမဖြစ်တော့ဘဲနဲ့ကိုယ့်ရဲ့ဂိုးစီကိုတန်းသွားနိုင်မှာပဲဖြစ်ပါတယ်နံပါတ်10ပတ်ဝန်းကျင်ကိုရှင်းလင်းပါသင်ရဲ့အလုပ်စပွဲနဲ့အိတ်ခမ်းကိုတန့်ရှင်းအောင်ထားပါနော်ပတ်ဝန်းကျင်ရှုပ်ပွားနေရင်စိတ်လည်းရှုပ်ပွားနေတတ်ပါတယ်ပတ်ဝန်းကျင်ရှင်းမှ idea အသစ်တွေထွက်လာမှာပဲဖြစ်ပါတယ်နံပါတ်9သင်ယူမှုအသစ်တွေတစ်ခုခုလုပ်နေပါနော်တနေ့ကို15မိနစ်လောက်ပဲဖြစ်ဖြစ်ကိုစိတ်ဝင်စားတဲ့ဘာသာစကားဒါမှမဟုတ်ရင် scale အသစ်တစ်ခုခုကိုလေ့လာလိုက်ပါနော်ကိုရင်းနှီးမြုပ်တန်တာအမြတ်ဆုံးပါဒီအချက်ကိုကြည့်လိုက်မယ်ဆိုရင်ရိုးရှင်းတယ်လို့ထင်ရပေမဲ့လည်းတကယ်လိုက်လို့ဖို့ကတော့ဝိရိယလည်းလိုပါသေးတယ်နော်ဒါပေမဲ့ဟိမာဂတိပေးရတာတစ်ခုကတော့ဒီ9ချက်ကိုခိုင်ခိုင်မာမာဖြတ်ကျော်နိုင်မယ်ဆိုရင်တော့သင်ရဲ့ confidence level ကဟိုးအထွတ်ထိပ်ကိုရောက်သွားမှာပဲဖြစ်ပါတယ်ကဲဒီနေ့ကနေစပြီးတော့ဘယ်နှချက်ကိုအရင်ဆုံးစလုပ်မလဲ comment မှာရေးခဲ့ပေးပါနော်ဟိမာနဲ့အတူတူလိုက်လို့ကြည့်ပေးပါမယ်နော်နောက်ထပ်ဘဝတိုးတက်ရေးဗီဒီယိုလေးတွေကိုကြည့်ဖို့အတွက်ဆိုရင်တော့ဟိမာတို့ရဲ့ Better Living by Dr. Hima page ကို like and subscribe လုပ်ပေးခဲ့ဖို့မမေ့နဲ့အောင်နော်အားလုံးပဲကံကောင်းကြပါစေ bye bye